တငယ်ချင်းတို့ကမ်းခြေကိုသွားပြီးကြောက်တုံးတွေကိုတွေးတဲ့အခါအဲ့ဒါကအကုန်လုံးကြောက်တုံးတွေတော့မဟုတ်ပါဘူးတကယ်တမ်းတော့တချို့တွေကပင်လယ်ဖန်ခွက်တွေပါကွဲနေတဲ့ဖန်ပုလင်းတွေနဲ့ပင်လယ်ထဲမှာတွေ့ရတဲ့အခြားပျက်စီးတွေကနေပြုလုပ်ထားတဲ့ကြောက်မြတ်ရတနာတွေပါဒီဖန်ခွက်ပိုင်းစတွေကိုပင်လယ်ရေစီးကြောင်းနဲ့လိုင်းတွေကတည်ဆောင်လာပြီးပင်လယ်ကျမ်းပြင်ပေါ်ကတဲနဲ့ကြောက်တုံးတွေနဲ့နှစ်ပေါင်းများစွာဆယ်စုနှစ်တွေအထိရောနှောသွားပါတယ်ဒီလုပ်ငန်းစဉ်ကချွန်ထက်တဲ့အနာသက်တွေကိုတဖြည်းဖြည်းတိုက်စားပြီးနောက်ဆုံးမှာချောမွေ့ပြီးမှုန်ဝါးနေတဲ့ဖန်ခွက်ပိုင်းစတွေဖြစ်ပြောင်းလဲပေးပါတယ်ကမ်းခြေမှာတောင်တင်နေတဲ့တစ်ခုကိုကံကောင်းထောက်မစွာရှာတွေ့ခဲ့ရင်ဒီလိုလှပတဲ့ပင်လယ်ဖန်ကြောက်မြတ်ရတနာတွေကိုမြင်တွေ့ရပါလိမ့်မယ်ဒါပေမဲ့ပင်လယ်ကလှုပ်ဖို့မဆောင်ပဲကိုယ်တိုင်မြင်လှုပ်ချင်နေဆိုရင်တော့လုံနိုင်ပါတယ်လူသားတွေမှာပုံမြန်ပြီးပိုအဆင်ပြေတဲ့နေလန်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကြောက်စိတ်ခဲလိမ့်ဆက်ကိုအသုံးပြုဖို့ပဲဖြစ်ပါတယ်ဖန်ခွက်ပိုင်းစတွေရေနဲ့တဲတွေနဲ့ဖြည့်ပြီးလှည့်လိုက်တဲ့အခါတဲကချွန်ထက်တဲ့အနာသက်တွေကိုတိုက်စားပြီးနှစ်ပေါင်းများစွာစောင့်ရမယ့်အစားတစ်ရက်ဒါမှမဟုတ်နှစ်ရက်အထိသာကြာနိုင်ပြီးအချိန်ကုန်သက်သာစေပါတယ်ဒါဆိုရင်တငယ်ချင်းတို့အိမ်မှာပင်လယ်ဖန်တွေနဲ့လက်ပတ်စွာအလှဆင်နိုင်ပါပြီ